မနက်ဖြန်18ရက်3လ2026เนาะမနက်ဖြန်18ရက်နေ့ဟာရွှေမိုးငွေမိုးရွာသွန်းဖြိုးတဲ့နက်ခတ်အခါကောင်းနဲ့ပြည့်စုံတဲ့နေ့ဆိုလည်းမမှားပါဘူးကျွန်တော်ဒီနေ့တစ်နေ့ရဲ့ကောင်းကွက်တွေချီးကျူးကွက်တွေကိုပဲကျွန်တော်ရှာကြံပြီးတော့အမြဲတမ်းတင်ပေးပါတယ်ကျွန်တော်ပြောတဲ့မခက်ခဲတဲ့အလှူဒါနရတရားတွေကိုပြုလုပ်ဖြစ်အောင်ပြုလုပ်ပါမနက်ဖြန်ကတော့အလှူဒါနရတရားမဟုတ်ဘဲနဲ့18ရက်3လ2026မှာပြုလုပ်ရမယ်ရွှေမိုးငွေမိုးရွာရတရားကြီးကကျတော့သူကဒုက္ခဝဟံဆိုတဲ့ဂါထာလေးကိုပရိသတ်စိတ်ဖို့ပါအဲ့လိုစိတ်လိုက်မယ်ဆိုလို့ရှိရင်မိတ်ဆွေပြည်သက်တွေစီကိုငွေတွေတလက်ဟောအကန့်အသတ်မရှိအတားအဆီးမရှိဝင်လာပါလိမ့်မယ်မနက်မိုးလင်းတဲ့အချိန်ကနေညနေမိုးဝင်တဲ့အချိန်တွင်ဒါမှမဟုတ်ညပိုင်းအချိန်တွင်တနေ့မကုန်ခင်ကြိုက်တဲ့အချိန်မှာလုပ်လို့ရပါတယ်မနက်ဖြန်18ရက်3လ2026မှာပြုလုပ်ဖြစ်အောင်ပြုလုပ်ပါနော်ကျေးဇူးတင်ပါတယ်